လုံးမဲ့မင်္ဂလာပါကျွန်တော်ကတော့ Healer and Seeker Tarot Base က Tarot Reader Elio ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့အားလုံးကိုကျွန်တော်ကဘာ reading လေးလုပ်ပေးသွားမလဲဆိုတော့ Fire sign တွေဖြစ်တဲ့ Leo Aries Leo Sagittarius ပေါ့နော်ဒီ Fire sign 3ခုအတွက်ပေါ့နော်ဒီဇွန်လအတွက်ကိုအခြေရေးစီးပွားရေးလူမှုရေးကျန်းမာရေးဆိုတဲ့၄ခုကို general ကြည့်ပေးသွားမှာဖြစ်ပါတယ်ကိုကတကယ်လို့ fire sign ဖြစ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားဆုံးကြည့်ဖို့ကိုကျွန်တော်အနေနဲ့အကြံဉာဏ်ပေးချင်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်အရင်ဆုံးကက်လေးတွေကိုအရင်ဆုံးမှွေမယ်ပေါ့နော် oracle ကိုကြတော့ကျွန်တော်ကဒီ guidance အနေနဲ့ပဲသုံးမိမယ်ပေါ့နော်tarot ကိုကြတော့ဒီဘာတွေဖြစ်မလဲဘာတွေကြုံမလဲဆိုတဲ့အရာကိုကျွန်တော်အရင်ကကြည့်ပေးမယ်ဒါကတော့ကျွန်တော်အခြေရေးပါเนาะအခြေရေးစီးပွားရေးဒါလေးခဏဖယ်လိုက်မယ်အခြေရေးစီးပွားရေးလူမှုရေးအခြေရေးစီးပွားရေးလူမှုရေးဒါလေးကိုတင်ထားရွှေ့လိုက်မယ်လူမှုရေးကျန်းမာရေးပေါ့เนาะကျန်းမာရေးကျွန်တော်အစင်လိုက်စီဟောပေးတော့မှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော် oracle ကိုကြတော့ကျွန်တော် guidance အနေနဲ့ကျွန်တော်ချပေးသွားမှာပါဒါကတော့အခြေရေးအတွက် guidance oracle message ပေါ့နော် guidance လို့ပဲပြောလဲမမှားပါဘူးစီးပွားရေးလူမှုရေးကျန်းမာရေး okayဒါဆိုရင်ကျွန်တော်ဒီမှာကက်လေးတွေကိုကျွန်တော်နေရာလဲချပြီးသွားပြီနေရာလဲချပြီးသွားပြီဆိုတော့ကျွန်တော်ဒီ fire sign တွေအတွက်ပေါ့နော်ဒီဇွန်လအတွက်ကိုကျွန်တော် reading လေးတစ်ချက်လုပ်ပေးပါမယ်အဲဒါဆိုရင်ကျွန်တော်အရင်ဆုံး single လေးဒါ single အတွက်ကော RS အတွက်ကောကိုကျွန်တော်အခြေရေးကိုဒီနှစ်ကပ်ပဲစလိုက်သုံးသွားပါမယ်အဲဒါဆိုကျွန်တော် single လေးတွေအတွက်အရင်ဆုံးပေါ့နော်ဒီ fire sign single လေးတွေအတွက်အရင်ဆုံးကြည့်ပေးသွားပါမယ် fire sign single လေးတွေအတွက်ကျွန်တော်ပထမဆုံးမြင်ရသလောက်ကတော့ fire sign single လေးတွေအနေနဲ့ဒီဇွန်လမှာလူချစ်လူခင်ပေါ်တာစမ်းပွင့်တာလူတွေကြားထဲမှာဥပမာဆိုတကယ်ကြီး9ယောက်ရှိရဆိုတကယ်ကြီး9ယောက်အတူသွားတဲ့ခါကျရင်ကိုတယောက်တည်းဒီလူတွေကြားထဲမှာထင်ပေါ်တာလူတွေရဲ့ညနေသားပေးမှုကိုခံရတာမျိုးလေးတွေကြုံရတတ်တယ်စမ်းအားလေးရန်ကောင်းနေတာဖြစ်တဲ့အတွက်လူတွေရဲ့လူချင်းတက်မှတ်ပေါ့လူချင်းတက်မှတ်တဲ့စိတ်ပေါ့နော်ကိုသဘောကျတဲ့စိတ်တွေဟာတာမန်ထက်လွန်ကဲနေတတ်တယ်ဆိုပြီးတော့ကက်လေးတွေကပြောထားတာမျိုးကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတယ်ပေါ့နော် fire sign လေးရတော့ fire sign single လေးရပေါ့နော်ဒီဇွန်လမှာတော့အရန်ကိုစမ်းပွင့်နေပြီးတော့အရန်ကိုအချစ်ခံရမယ်ဆိုရင်လည်းမမားဘူးဒီမှာဆိုရင်လည်းအကောင့်တစ်ကောင်ရှိမယ်အောက်ကလူတွေကသူ့ကြည့်ပြီးတော့သူကပြောရမယ်ဆိုရင် attention seeker လို့ဖြစ်နေတာပေါ့နော်လူတွေရဲ့အာယုံစူးစိုက်ခြင်းကိုခံနေရတယ်လူတွေရဲ့လူချင်းတက်မှတ်ခြင်းကိုခံနေရတယ်ဆိုတဲ့ပုံစံမျိုးမြင်ရတဲ့အတွက်ဒီ single လေးတွေအနေနဲ့ပေါ့နော်ဒီအခြေရေးမှာဒီဇွန်လမှာစမ်းပွင့်တတ်တယ်လူချစ်လူခင်ပေါ်တတ်တယ်လူတွေရဲ့ချစ်ချင်းကိုခံရတတ်တယ်ဆိုတဲ့အနေအထားတည်းမျိုးမြင်ရတယ်လူတွေရဲ့ချစ်ချင်းခံရရုံနဲ့မပြီးဘူးကျွန်တော်ကပြောချင်တာကတော့အဲ့ဒါဆိုကျွန်တော်တို့ message အနေနဲ့ဘာတွေတတိထားရမလဲ single လေးအနေနဲ့ဘာတွေလုပ်တင်လဲဆိုတဲ့အရာပေါ့နော်ဒီမှာဆိုရင်လည်းအပေါ်အောက်ကြည့်မယ်ဆိုဆက်ဆက်မှုလေးတွေ့ရမယ်လို့တော့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော် oracle message အရာကတော့ဒီ single ပေါ့နော် fire sign လေးအနေနဲ့ကဲ့ရဲ့အနေထားကိုကျွန်တော်ကြည့်ရတဲ့လောက်ကကိုယ့်အနေနဲ့လူတွေကြားထဲမှာထင်ပေါ်ခြင်းနဲ့လူတွေရဲ့ချစ်ချင်းကိုရခြင်းနဲ့ဆိုရင်ဘယ်လိုပြောထားလဲဆိုတော့အဝတ်အစားကိုအဓိကပေါ့နော်ပြောင်းလဲဝတ်ဆင်သိနေကိုယ့်ရဲ့အခုဝတ်နေတဲ့ပုံစံကိုသွားနေတဲ့ဒီ fashion line ဒီနည်းနည်းပြောင်းလဲဖို့လိုနေရဲ့ changes လုပ်ဖို့လိုနေရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုနားမှာအရန်စမ်းပွင့်နေမယ်လူချစ်လူခင်ပေါ်နေမယ်ဆိုတဲ့ပုံစံမျိုးကိုတော့လာပြထားတယ်ကိုယ့်ရဲ့အဝတ်အစားလေးကိုလည်းပြင်ဆင်ပြောင်းလဲဖို့အခြေအနေနဲ့အဝတ်အစားဘာဖြစ်လို့ဟောရတာလဲဆက်ဆက်မှုလည်းမရှိဘူးဆိုတော့ကျွန်တော်တို့ပြောချင်တာကျွန်တော်တို့အခြေရေးဆိုတဲ့ပုံစံမျိုးတွေမှာအခြေမှာစမ်းဆိုတဲ့အရာမျိုးပါတယ်စမ်းဆိုမဲ့အရာမျိုးပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးမှာဆိုရင်တချို့သူတွေဆိုရင်စမ်းဆိုတဲ့ပုံစံမျိုးဟာဒီတယောက်ကကြီးလိုက်တာနဲ့ချောလိုက်တာမိုက်လိုက်တာဆိုတဲ့အရာမျိုးအဲ့ဒါစမ်းတစ်မျိုးပဲပေါ့နော်အခြေရေးဆိုတဲ့ပုံစံမျိုးကအခြေရေးကိုပဲသွားပြောလို့မရဘူးအခြေရေးထဲမှာစမ်းပါတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့စမ်းဒီအဝေစားနဲ့ပတ်သက်ပြီးတော့လဲစမ်းအားပိုကောင်းအောင်လို့လုပ်လို့ရတယ်ဆိုတဲ့အနေအထားတည်းမျိုးကိုကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတယ်နောက်တစ်ခုတည်းနဲ့ပါဆက်မြင်ရလဲဆိုတဲ့ပုံစံမျိုးတွေမှာအထူးသဖြင့်လေဒီ fire sign single လေးတွေအနေနဲ့ကလေဒီဇွန်လမှာလေအခြေအနေနဲ့ပတ်သက်ပြီးတော့လေစမ်းပွင့်နေဆိုတဲ့ပုံစံမျိုးတွေမှာ928မြစ်တာမျိုးတွေကပုံများတတ်တယ်ဒီ1500ဘက်ကိုမရောက်ဘဲနဲ့928ဆိုတဲ့မြစ်တာရေးမှာပဲအားကောင်းနေရမျိုးမြင်ရပြီးတော့ကိုယ့်အနေနဲ့1500ဘက်ကိုသွားခြင်းလဲသွားလို့ရတယ်ဆိုတဲ့အနေအထားတည်းမျိုးကိုပြတာမျိုးမြင်ရတယ်ဒါကတော့ fire sign single လေးတွေအတွက်ကျွန်တော်မြင်တဲ့လောက်ပြပြပေးရဲ့ guidance ပေးထားတယ်အဲဒါဆိုကျွန်တော် fire sign
relationship ရှိရတဲ့သူတွေရော fire sign relationship ရှိရတဲ့သူတွေရောပထမဆုံးအကြံဉာဏ်ပေးချင်တာသတိထားပါဘာဖြစ်လို့လဲဆိုတော့ဒီ fire sign relationship ရှိရတဲ့သူတွေကအထူးသဖြင့်ဒီ fire sign တွေပေါ့နော်ကိုက fire sign ဖြစ်လို့ဒီဟာကိုနားထောင်ပြီးဆိုအခြေနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်ကနေပြီးတော့တပ်ပါတီပေါ်တတ်တယ်ဒါမှမဟုတ်လဲကိုယ့်ကိုသဘောကျနေသူများပြီးတော့ကိုယ်စိတ်မှာဟိုလူကိုလည်းချစ်ချင်းဒီလူကိုလည်းချစ်ချင်းဟိုလူကိုလည်းသဘောကျဒီလူကိုလည်းသဘောကျဆိုရယ်စိတ်မျိုးဖြစ်နေတတ်တယ်ဆိုရယ်အနေထားတည်းမျိုးမြင်ရတယ်ဒါကတော့ထုံးစံပဲဘာလို့ထုံးစံပဲလို့ကျွန်တော်ကပြောရလဲဆိုတော့ကျွန်တော်တို့လူသားတွေအားလုံးဒီစမ်းပွင့်လာတာနဲ့အများဒီစမ်းတန်ကိုခံနိုင်တဲ့သူရှိရယ်မခံနိုင်တဲ့သူရှိရယ်အဲဒါကြောင့်ကျွန်တော်တို့အကြံဉာဏ်ပေးချင်တာဒီစမ်းရဲ့ဒဏ်ကိုခံနိုင်ဖို့လိုတယ်ကိုကချစ်သူကြီးစားရှိရဖြစ်တဲ့အတွက်ကိုဒီလူကိုချစ်လို့ရွေးချယ်ထားပြီးရဖြစ်တဲ့အတွက်ဒီလူကိုပဲရွေးချယ်ပါစမ်းနောက်ကိုမလိုက်ပါနဲ့အဲ့ကကြရင်ကိုပေါ်ကောင်းတဲ့သူကိုလက်လွတ်ဆုံးရှုံးရတာအဆုံးရှုံးဖြစ်တာမျိုးလေးတွေဖြစ်တတ်တယ်ကျွန်တော်ကတော့ဒီ fire sign relationship ချစ်သူကြီးစားရှိတဲ့သူလေးတွေကိုအကြံအဓိကပေးချင်တာကတော့စမ်းအရန်ပွင့်နေမှာဖြစ်တဲ့အတွက်အဆန်းကိုကောင်းတဲ့နေရာမှာအသုံးချပါဘယ်လိုကောင်းတဲ့နေရာမှာအသုံးချလို့ရလဲစီးပွားရေးတွေမှာအသုံးချလို့ရတယ်အဲ့ဒါအဓိက main ချက်ပဲအားကြောင့်မလို့ပြောချင်တာကတော့စီးပွားရေးမှာကိုယ့်ရဲ့စမ်းကိုအသုံးချပါနောက်တစ်ခုအနေနဲ့ဒီoracle message အရာပေါ့နော်ဒီ fire sign ချစ်သူကြီးစားရှိတဲ့သူတွေကတော့ဒီအခြေနဲ့ပတ်သက်ပြီးဒီမှာတခုပြောဖို့ကြံသွားတာကိုယ့်ရဲ့ချစ်သူရဲ့အရန်ချစ်ခြင်းကိုလည်းခံရတတ်တယ်အရန်အလေးပေးခြင်းအရန်ဂရုစိုက်ခြင်းကိုလည်း fire sign လေးအနေနဲ့ဒီဇွန်လမှာခံရပါလိမ့်မယ်အဲ့ဒါဆို oracle message ကိုသွားကြည့်လိုက်မယ် oracle message အရာဆိုလဲကျွန်တော်ကြည့်ရတဲ့လောက်ကဟိုဘယ်လိုပြောရမလဲငါစမ်းပွင့်နေပြီငါဒီလူချစ်လူခင်နေအရန်များနေပြီဆိုပြီးတော့ကိုဂုံမက်လို့မရဘူးကိုလည်းပြင်ဆင်ပြောင်းလဲတဲ့အရာတွေပြင်ဆင်ပြောင်းလဲရမယ်ကိုယ့်ရဲ့အရာတွေကိုပြင်ဆင်ပြောင်းလဲမှာပဲအဆင်ပြေလိုက်မယ်ဆိုပြီးတော့ကက်လေးတွေကပြောထားတာမျိုးတော့ကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတယ်ပေါ့နော်ဒီမှာဆိုရင်လဲ oracle message အရာဆိုရင်ကျွန်တော်မြင်ရတဲ့လောက်ကဘလို့ခံစားလိုက်ရလဲဆိုရယ်အနေထားတည်းမျိုးမှာကြတော့လေကိုပြောင်းလဲမိသွားလိမ့်မယ်ဒီစမ်းဆိုတဲ့အရာစမ်းပွင့်နေတဲ့အတော်တွင်မှာစမ်းဆိုတဲ့အရာပေါ်မှာပျော်သွားတတ်တယ်ရွှင်သွားတတ်တယ်ပြောချင်တာကကိုယ့်ရဲ့ချစ်သူပေါ်မှာ attention မပေးနိုင်တော့ဘဲနဲ့တခြားသူတွေပေါ်မှာ attention ပေးတတ်တယ်ဥပမာဆိုမင်းသားတယောက်ပဲဆိုပါတော့ဒီမင်းသားမှာချစ်သူကြီးစားရှိရယ်သူဒီစမ်းမပွင့်ငင်ကာလသူကလည်းသူအေးစစ်စစ်ဖြစ်နေတဲ့ကာလမှာတော့သူ့ရဲ့ချစ်သူသူအရန်ချစ်တယ်ဒါပေမဲ့သူစမ်းပွင့်လာတဲ့အချိန်မှာသူ့ချစ်သူကိုအချိန်မပေးနိုင်မင်းနဲ့သူ့ရဲ့ပရိသတ်တွေသူ့လာချစ်တဲ့သူတွေကိုပဲသူကအချိန်ပေးနိုင်တယ်အဲ့ဒါလေးကိုတော့တစ်ချက်ဂယူးဆိုင်ပေးပါတတိထားပေးပါကိုဒီစမ်းအားတက်လာတဲ့အချိန်မှာကိုယ့်ရဲ့ချစ်သူကိုလည်းattention ပေးဖို့လိုတယ်လို့ကိုယ့်ရဲ့ချစ်သူကိုလည်းပြန်ပြီးဂရုစိုက်ဖို့လိုတယ်ဆိုတဲ့အနေထားတည်းမျိုးကိုကက်လေးတွေကပြောထားတာမျိုးမြင်ရတယ်ဒါကတော့ fire sign တွေအတွက်ကျွန်တော် single လေးရော RS score အတွက်ကိုအခြေပြပြပေးသွားတယ်အခြေရေးပြီးတော့စီးပွားရေးကို tarot ကတ်အနေနဲ့ဗာပြောခြင်းလဲလို့ပေါ့နော်ဒီမှာဆိုရင်လည်းဒီ fire sign လေးတွေအတွက်ဇွန်လမှာပေါ့နော်အခွင့်အရေးတစ်ခွင့်လန်းကောင်းတွေရလာတတ်တယ်ကိုယ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ကိုယ်စီကိုမမြောင်လင်ထားတဲ့အခွင့်အရေးတွေနောက်ခါကျတော့ကိုစူးစမ်းပြီးတော့မှရှေ့တုန်းကကြာရှုံးခဲ့တဲ့အခွင့်အရေးတွေကအခုချိန်မှာတဖန်ပြန်ပေါ်လာတတ်တယ်နောက်တစ်ခုနေကျွန်တော်ပြောချင်တာကဒီ fire sign လေးတွေအနေနဲ့အလုပ်အသစ်လုပ်ဖို့အတွက်ဒါမှမဟုတ်ဒီပေါ့နော်ကိုယ်ပိုင်လုပ်ငန်းအကောင့်ထဲပေါ်ဖို့လေးစဉ်းစားထားတဲ့သူရှိရယ် fire sign လေးဆိုဒီဇွန်လမှာအကောင့်ထဲပေါ်လှုပ်ဆောင်မှာဆိုတဲ့ပုံစံမျိုးကိုကျွန်တော်အနေနဲ့ကက်လေးတွေနဲ့ပြောထားတာမျိုးတော့မြင်ရတယ်နောက်တစ်ခုအနေနဲ့ဗာပြောထားလဲဆိုတဲ့ပုံစံမျိုးမှာကိုစီကိုရောက်လာတဲ့အခွင့်အရေးအခွင့်အလမ်းကိုရအောင်လို့လက်စုပ်လက်ကင်ယူပါရအောင်လို့လုပ်ပါဆိုတဲ့ပုံစံမျိုးမြင်ရတယ်ကျွန်တော် 100% တော့ပြောရဲတယ်ဒီ fire sign လေးတွေဒီ6လပိုင်းဇွန်လမှာပေါ့နော်ဇွန်လမှာလုံးဝအလောက်ကိုင်းနဲ့ပတ်သက်ပြီးအခွင့်အရေးကြီးမားမားတစ်ခုရပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ယာဒူးလဲတိုးနိုင်တယ်လစာလဲတိုးနိုင်တယ်ကိုစီကိုရောက်လာမယ်အခွင့်အရေးတွေကိုလက်စုပ်လက်ကိုင်းရအောင်ယူပါမလွတ်သွားအောင်လို့လုပ်ပါဆိုပြီးတော့ကက်လေးရပြောထားတာမျိုးမြင်ရတယ်အဲဒါဆိုကျွန်တော် oracle message ကိုတစ်ချက်သွားကြည့်ရအောင်oracle message မှာဆိုရင်လည်းကြည့်ရတဲ့လောက်ကတော့ကျွန်တော်ဒီကက်ရဲ့အနေထားရကလည်းမြင်နေရတွေ့တယ်စီးပွားရေးနဲ့ပတ်သက်ပြီးအစုအဖွဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအစုအဖွဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာလေကိုနဲ့သွေးမတော်သားမဆက်တဲ့သူတွေနဲ့လုပ်လို့ရလားလို့လုပ်လို့တော့ရတယ်ဒါပေမဲ့ကိုနဲ့သွေးတော်သားဆက်တဲ့သူတွေနဲ့ပို့လို့ရင်တော့ပို့ပြီးအဆင်ပြေတတ်တယ်ပို့ပြီးတော့လည်းအမြတ်အစွန်းတော့ရတတ်တယ်ဒါပေမဲ့တခုတော့ရှိရစိတ်ရှုပ်ရတတ်တယ်ကိုရမဲ့ငွေကြေးတွေရတော့ရတယ်ဒါပေမဲ့ပြန်ထွက်သွားတတ်တယ်ဘာလို့လဲဆိုတော့ကိုကအားနာပြီးတော့သူတို့ပြန်ပေးနေအဲ့အရာတွေကဆုံးရှုံးသွားတာမျိုးကုံဆုံးသွားတာမျိုးလေးတွေနဲ့ဖြစ်တတ်တယ်ဆိုပြီးတော့ကက်လေးတွေကပြောထားတာမျိုးကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတယ်နောက်တစ်ခုအနေနဲ့ဘာပြောထားလဲဆိုတဲ့ပုံစံမျိုးတွေမှာကိုဒီအထူးသဖြင့်ပေါ့နော်ဒီ fire sign လေးတွေအနေနဲ့အခုမှအလောက်ကို
အသစ်လုပ်ဖို့ရည်ရွယ်ထားတယ်ကိုပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ရည်ရွယ်ထားတဲ့သူတွေဖြစ်မယ်ဆိုရင်တော့အဓိကပြောနေတာဘာလဲဆိုတော့ကိုယ့်ရဲ့ဝမ်းစာကိုကိုရင်ဖြစ်ပါပြောချင်တာကျွန်တော်တို့ဒီစပင်ညက်စရာစပင်ညက်ဆိုင်ဖွင့်ခြင်းတယ်စပင်ညက်ဆိုင်ကိုယ်တိုင်ဖွင့်ရင်စပင်ညက်ဆိုင်ဖွင့်ဖို့ဘာတွေလို့လဲအဓိကစပင်ညက်တတ်ဖို့ပညာလိုတယ်စပင်ညက်တဲ့ပညာမရှိဘဲနဲ့ပစ္စည်းရဝယ်ထားလဲအလကားပဲအဓိကဘာပြောထားလဲဆိုတော့ကိုဒီလုပ်ငန်းတစ်ခုကိုလုပ်မယ်ဆိုဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ဝမ်းစာကိုဖြည့်ထားမှရပါလိမ့်မယ်ဆိုပြီးတော့ကက်လေးတွေကပြောထားတာမျိုးကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတယ်နောက်ကလုပ်ငန်းမှာလည်းအခွင့်အရေးရှိရလုပ်ငန်းအသစ်နဲ့ပတ်သက်ပြီးအခွင့်အရေးကောင်းတွေလည်းလာဖို့ရှိရကိုကအခွင့်အရေးကောင်းကိုလက်စုပ်လက်ကင်ယူဖို့ကိုယ်တိုင်ကလည်းဝမ်းစာရှိနေဖို့လိုတယ်အဲ့လိုမျိုးလေးပြောထားတာမျိုးမြင်ရတယ်နောက်တစ်ခုအနေနဲ့ဗာဆက်မြင်ရလဲဆိုတဲ့အနေထားတရမျိုးမှာကတေးကြတာတခုက fire sign လေးတွေဒီဇွန်လမှာလှုပ်ဖြစ်မဲ့အလုပ်ဒီတက်ရောက်သေးလှုပ်ဖြစ်မဲ့အလုပ်လုံးဝမဟုတ်ပါဘူးအစုအဖွဲ့နဲ့ပတ်သက်ပြီးလောက်ရမယ့်အလုပ်တွေအရန်များပါတယ်အစုအဖွဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအရန်လောက်ရတတ်ပါတယ်အစုအဖွဲ့နဲ့လုပ်တဲ့လုပ်ငန်းတွေမှာခုနပြောခဲ့သလိုသွေးမတော်သားမဆက်တဲ့သူတွေနဲ့ဖြစ်လဲဖြစ်နိုင်တယ်ကိုနဲ့သွေးတော်သားဆက်တဲ့သူတွေနဲ့ဖြစ်တယ်သွေးတော်သားဆက်တဲ့သူတွေနဲ့ပိုဖြစ်နိုင်တယ်ဒါလို့သွေးတော်သားဆက်တဲ့သူတွေနဲ့မဟုတ်ရင်တော့မှကိုနဲ့အရန်ရင်းနှီးရပါတယ်ခင်မင်ရပါတယ်အရန်ချစ်ရပါတယ်ဆိုတဲ့သူတွေနဲ့အလုပ်အတူတွဲလို့ရတတ်ပါတယ်အဲဒါဆိုဒီမှာအခြေရေးစီးပွားရေးပြီးသွားပြီကျွန်တော်လူမှုရေးလေးကိုတစ်ချက်ကြည့်လိုက်မယ် fire sign လေးအတွက်ဒီပေါ့နော်6လပိုင်းဇွန်လအတွက်လူမှုရေးကိုတော့ပြောချင်တာကတော့အထူးဂရုစိုက်ပါကိုကဒီလူမှုရေးပိုင်းနဲ့ပတ်သက်ပြီးတော့ဒီ6လပိုင်းမှာအရန်အားကောင်းတတ်တယ်လူတွေကိုဥဆောင်ခြင်းနဲ့ဒါတော့ဟုတ်လေအပွင့်လေးသုံးပြောရမယ်ဆို fire sign နဲ့ထုံးစံမယ် fire sign နဲ့ဒီဥဆောင်ရတာကြိုက်တယ်သူတို့ကိုယ်တိုင်ကမီးဆိုတဲ့အရာမျိုးပြဖြစ်တဲ့အတွက်စိုးရိမ်ပူပန်တတ်တယ်စိုးရိမ်စိတ်များတယ်ကိုနားမှာရှိတဲ့သူတွေကိုတယောက်တည်းစိတ်ပူပန်ရတာမျိုးမဟုတ်ဘဲနဲ့သူများကပါ light ပူပန်အောင်လို့လုပ်တတ်တဲ့သူတွေမှာ fire sign ပါတယ်အဲ့လိုပြောလို့ဆရာ fire sign မဟုတ်လို့စော်ကကျွန်တော်ပြောပါမယ်ကျွန်တော် fire sign ပါ fire sign မှာကျွန်တော် Leo ပါ August Leo ပါ August Leo ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ကျွန်တော်ရဲ့အတွေ့အကြုံကျွန်တော်ကက်အနေထားရဆိုရင်တော့ကျွန်တော်ကက်ကိုကြည့်ရတဲ့လောက်က August Leo ဒီလူမှုရေးနေထားရက6လပိုင်းမှာတတိထားလိုက်မယ်ကိုကြောက်မယ်ကိုနားသူတွေပင်မရတယ်လို့ကိုကြောက်မယ်ကိုနားသူတွေကိုမုန်းတတ်ပါတယ်နော်ကိုကသူတို့ကိုချစ်လို့သူတို့ကိုခင်လို့အကြံဉာဏ်ကောင်းနေပေးတယ်ဟိုဟာလို့ဒီဟာလို့ပြောတယ်သူတို့က live မလုပ်တဲ့အခါကျရင်ကိုကအရန်စိတ်တူပါတယ်အဲ့ချိန်မှာဘာဖြစ်လာလဲဆိုတော့ကိုရန်စိတ်တူတော့သူတို့နဲ့ရန်ဖြစ်ရတယ်သူတို့ကလည်းကိုရန်တိုက်တွန်းတဲ့ဟာကို live မလုပ်နိုင်တဲ့အခါမှာကိုပေါ်ညှို့ညင်းလာတယ်ညူဆူလာတတ်တယ်အဲ့ဒါကြောင့်ကိုပြောချင်တာက fire sign လေးတွေ6လပိုင်းမှာကိုလုံနိုင်ရင်လုံပါလူမှုရေးပိုင်းနဲ့ပတ်သက်ပြီးကိုကူညီနိုင်ကူညီလိုက်ပါဒါပေမဲ့ကိုကူညီတာရဲ့နောက်ဆက်တွဲမှာသူတို့ live လုပ်တဲ့အခါကျရင်စိတ်ထဲမှာဘာမှမထားပါနဲ့စိတ်ထဲမှာလွတ်ထားလိုက်ပါမဟုတ်ဘဲနဲ့ငါကကူညီတဲ့ဟာကိုသူကငါကူညီတယ်လို့မကြိုးစားရခေါင်းလားဆိုတဲ့စိတ်မျိုးနဲ့တွားထားမယ်ဆိုရင်တော့လူမှုရေးကံတီလဲ fire sign လေး6လပိုင်းမှာအရန်အားနေပါတယ်အဲ့ဒါလေးကိုဂရုစိုက်ပြေးပါအဲ့ဒါဆိုကျွန်တော်တို့ oracle message လေးကိုတစ်ချက်သွားကြည့်မယ်Oracle message အရာမှာဆိုရင်လည်းပြောထားတာကဗာမြင်ထားတဲ့ floating machine ပေါ့နော်ဒီရေပေါ်မှာဘောလုံးပေါ်နေရဲ့မှုတ်ပွင့်ပေါ့နော်ကျွန်တော်မြင်ရတဲ့လောက်ကတော့အပေါ်ရန်ဆက်ဆံရတာမျိုးလေးပေါ့နော်စိတ်ပေါင်းကိုပေါင်းစိတ်ခွာပေါ့နော်ဒီ fire sign လေးအနေနဲ့6ရက်ပိုင်းမှာအတက်နိုင်ဆုံးလူတွေကိုကိုပေါင်းလို့ရတယ်ဒါပေမဲ့စိတ်ခွာပါကိုပေါင်းနေဆိုတာတကယ်ချင်းနေသွားမယ်စားမယ်လာမယ်တောက်မယ်ဒါပေမဲ့စိတ်ထဲမှာအရန်ကြီးသူတို့ပေါ့အရန်မျောလင့်တာမျိုးအရန်ဖြစ်စေခြင်းစိတ်များတာမျိုးလုံးဝမလုပ်ပါနဲ့အပေါ်ရန်မှာဘောလုံးပေါ်နေတာဖြစ်တဲ့အတွက်ကိုဘီနာမှာလည်းအတူရောင်နေရှိနေတယ်အဲ့အခါကြောင့်မလို့တတိထားနောက်တစ်ခုအနေနဲ့ကိုကလည်းသူတို့ကိုပေါင်းနေတင်းတဲ့အခါကျရင်ကိုပေါင်းစိတ်ခွာလောက်ပါတချို့နေရာတွေမှာကျတော့စိတ်ပေါင်းပြီးကိုခွာရတာမျိုးရှိတယ်ဒီမှာတော့ကျွန်တော်ကပြောချင်တာကကိုပေါင်းစိတ်ခွာပါကိုကသူတို့ကိုပေါင်းလိုက်ပြီးအပေါင်းအသင်းလုပ်တယ်ဒါကတော့ဒီရုပ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာကိုတော့ခွာထားပါအရန်ကြီးသူတို့စီကနေမမျော်လင့်ပါနဲ့ကိုတီသူတို့ကိုတခုကြွေးလို့သူတို့စီကကိုတခုပြန်ရမယ်ဆိုရင်စိတ်ကိုလုံးဝမထားပါနဲ့ကိုတီကိုစိတ်တန်တန်နဲ့ကိုကြွေးပြီးရဖြစ်တဲ့အတွက်အကြွေးပြီးရဲ့အရာနေပြီးတော့ပြန်လိုခြင်းစိတ်ကိုလုံးဝမဖြစ်ပါနဲ့လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒီမှာဆိုလည်းပြောထားတာမျိုးမြင်ရလိမ့်မယ် fire sign နေဒီ6လပိုင်းမှာကိုတယောက်တည်းအရန် strong ဖြစ်နေရမျိုးမပဲနဲ့သူများကိုလည်း strong ဖြစ်စေခြင်းနဲ့သူများကိုလည်းဖြစ်မြောက်စေခြင်းနဲ့အောင်မြင်စေခြင်းနဲ့အဲ့အတွက်လူမှုရေးမှာအားနဲ့တက်ပါတယ်အားလေးကို fire sign လေးသတိထားပေးပါအဲ့ဆိုကျွန်တော်တို့ဒီမှာအခြေရေးစီးပွားရေးလူမှုရေးပြီးတော့ကျမ်းမာရေး fire sign လေးရဲ့ဒီ6လပိုင်းကျမ်းမာရေးကိုတစ်ချက်ကြည့်မယ်ပေါ့နော်
fire sign လေးရဲ့6လပိုင်းကျမ်းမာရေးကတော့ဘယ်လိုပြောရမလဲဆိုတော့အဆင်ပြေတယ်ဘာလို့အဆင်ပြေရလဲဒီမှာလဲဆရာရဲ့ဒီမှာခြေမိုးနေပြောဒီမှာတယောက်ကတောင်းမှန်နေရတယ်ဘာလို့အဲ့ဒါကိုကောင်းတယ်လို့ပြောတာလဲကျွန်တော်တို့ဒီဟိုဘယ်လိုပြောရမလဲကို့မှာဖြစ်နေရကို့မှာကွာဥပမာဆိုနေမကောင်းဖြစ်နေတာကိုတည်ရဒါပေမဲ့လေဆေးတွေပါရင်မတောက်ကိုကလည်းကိုနေနေဆေးရတောက်ပါလို့လိုက်ပြောနေရတယ်လို့ဖြစ်နေရဒါပေမဲ့တကူတော့ရှိရပေါ့နော်အဲ့နဲ့ထွင်ရမယ့်ဟာတော့ပစိမ့်နဲ့မထွင်ရပါစေနဲ့ပေါ့နော်ကိုအနေနဲ့ဒီဟိုကြီးမားမားဒီအရန်မဖြစ်ခင်ပေါ့နော်ဥပမာဆိုရင်ကြီးမားမားဖြစ်တတ်တဲ့ယောဂလေးအသေးလေးကနေကြီးမားမားဖြစ်တတ်တဲ့အရာတွေဆိုရင်လည်းအဲ့အရာတွေနဲ့ပတ်သက်ပြီးတော့စိတ်ကန်းပြစရာရှိရပြစိတ်တောက်စရာရှိရတော့ကျွန်တော်အဲ့လိုအကြံဉာဏ်ပေးခြင်းတယ်နောက်တစ်ခုနေဒီမှာဗာမြင်ရလဲဆိုတဲ့ပုံစံမျိုးကျမ်းမာရေးနဲ့ကိုနေဟာသူ့ဟာနဲ့သူအေးဆေးဆေးအဆင်ပြေနေရဲဒါပေမဲ့ဒီမှာတော့မြင်ရတဲ့လောက်ကတော့ကြည့်ရတဲ့လောက်ကတော့ဒီဖျားတာနာတာလောက်တော့ရှိတယ်ဒါပေမဲ့ယောဂအကြီးတွေဒီခွဲရစေးရမယ့်ကံမျိုးတွေရောဒီဇွန်လပိုင်းမှာ fire sign လေးတွေကိုကျွန်တော်မမြင်ရဘူးဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေရဲခုနပြောခဲ့သလိုစေးတောက်ချိန်ဥပမာဆိုရင်နာတာရှည်ယောဂဖြစ်နေတဲ့ fire sign လေးတွေဆိုရင်စေးတောက်ချိန်မှာစေးမတောက်တာမျိုးနောက်ကကျရင်စေးပြောက်သွားတာမျိုးနောက်ကကျတော့ဘာစေးတောက်လို့တောက်ရမှန်းမသိရမျိုးအဲ့လိုမျိုးလေးဖြစ်တတ်တယ် fire sign လေးအားကြောင့်အဲ့ဒါလေးရောသတိထားပေးနောက်တစ်ခုအနေနဲ့ဗာဆက်မြင်ရလဲဆိုရယ်အနေထားတရမျိုးမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးလောမလုပ်နဲ့အေးစစ်စစ်လို့စိတ်ပိုင်းဆိုင်ရာကိုအတက်နိုင်ဆုံး relax ထားအေးစစ်စစ် nature ပုံစံမျိုးပြောထားမျိုးမြင်ရတယ်အဲ့ဒါဆိုကျွန်တော် oracle message လေးတစ်ချက်ကြည့်မယ် oracle message မှာလည်းမြင်တဲ့အတိုင်းပဲ life facts နောက်ကကျတော့ဒီမှာကြွက်ကရိုးလို့ပြောမယ်ဖြစ်နေဒါဘယ်ဘာကောင်းလဲကျွန်တော်လည်းသိချင်မသိအောင်ဒီမှာတော့ရေးထားတယ်ဒါပေမဲ့ကျွန်တော်နာမည်မသိဘူးကွာဒါအပွင့်လင်းဆုံးပြောတာဒါပေမဲ့ကြွက်လေးတွေကားမောင်းနေအရမ်းမြန်နေရစိတ်မြန်လက်မြန်နေနဲ့ပတ်သက်ပြီးတော့တတိထားကား accident ဖြစ်တတ်တယ်ကား accident ဆိုတဲ့ပုံစံမျိုးတွေမှာကိုယ်တိုင်မောင်းလို့လည်းဖြစ်နိုင်တယ်လို့တခြားသူမောင်းလို့လည်းထိခိုက်တတ်တယ်နောက်တစ်ခုအနေနဲ့စိတ်မြန်လက်မြန်တတိထားပါစိတ်မြန်လက်မြန်လှုပ်လိုက်လို့ခါနာသွားတာချော်လဲသွားတာမျိုးလေးတွေဖြစ်တတ်တယ်နောက်ကကျတော့အစာမားတတ်တယ်စေးမတော့မမြင်ဘူးအစာမှားပြီးတော့ယောဂဖြစ်တတ်တယ်အထူးသဖြင့်ဥပမာဆိုမိုတက်နေရဲ့အစားအစာကိုကမသိပဲသွားစားလိုက်နေရမျိုးအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါလေးကိုတော့တစ်ချက် view site ကိုပြောထားတယ်ဒါကတော့ကျွန်တော်မြင်တဲ့လောက် fire sign လေးတွေအတွက်ဒီပေါ့နော်ဂျွန်လ6လပိုင်းမှာ fire sign လေးတွေအတွက်အခြေစီးပွားရေးလူမှုရေးကျမ်းမာရေးဆိုပြီးတော့ကျွန်တော် January အနေနဲ့ကြည့်ပေးထားတာဖြစ်ပါတယ်နောက်ပိုင်းအနောက်မှာလဲပေါ့နော်ဒီတရချင်းစီကိုကျွန်တော်ဒီ fire sign ပြီးသွားရင် water sign ပြီးသွားရင် air sign ပြီး earth sign အဲ့ဒီပေါ့နော်ဒီဘယ်လိုပြောရမလဲဓာတ်ကြီးလေးပါပေါ့နော်ဓာတ်ကြီးလေးပါကိုတစ်ခုချင်းစီကိုပြပြပေးသွားပါမယ်ဒီနေ့ကတော့ fire sign ပြီးသွားတာဖြစ်တဲ့အတွက်မနေ့ပြန်ကြရင်တော့ကျွန်တော် water sign လေးအတွက်ကိုဇွန်လအတွက်ကိုကျွန်တော် January နဲ့ပြပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲကျွန်တော် reading အစားဆုံးကြည့်ပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page ကို like and follow subscribe လုပ်ရသေးရင်လည်း like and follow subscribe လုပ်ပေးကြပါအောင်ခင်ဗျဒီနေ့ reading လေးကတော့ဒီလောက်ပါပဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြံပါခြင်းနဲ့ပြည့်စုံကြပါစေလို့ Healer ရဲ့ Seeker Tarot page ကကျွန်တော် Elio ကဆုတောင်းပေးလိုက်ပါတယ်ခင်ဗျအားလုံးပဲနောက် video မှာပြန်တွေ့ပါမယ်တတား